ဘင်္ဂါလီတွေကိုနိုင်ငံသားပေးဖို့နဲ့မြန်မာစစ်တပ်ကျူးလွန်တယ်လို့စွပ်စွဲထားတဲ့အရာတွေအတွက်နစ်နာကြေးပေးဖို့ဂမ်ဘီယာကတောင်းဆိုထားပါတယ်။နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ပြည်ပဆိုင်ရာတရားရုံး ICJ မှာမြန်မာနိုင်ငံအပေါ်ကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဂမ်ဘီယာနိုင်ငံဘက်ကဇန်နဝါရီလ29ရက်နေ့မှာတော့နောက်ဆုံးပိတ်လျှောက်လဲချက်ပေးခဲ့ပြီးတော့ဘင်္ဂါလီတွေအတွက်အရေးကြီးတဲ့အခွင့်အရေးတွေကိုတောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုချက်တွေကိုတရားရုံးကိုတင်သွင်းခဲ့ပါတယ်။မြန်မာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့်လို့ဆိုပြီးတော့နိုင်ငံမှာအစွန်းထင်းဖြစ်ခဲ့ရတာဖြစ်ပြီးဒီအစွန်းထင်းကိုအမှန်တရားနဲ့တာဝန်ခံမှုတွေကနေတဆင့်ပြန်လည်ဆေးကြောနိုင်မှာဖြစ်တယ်လို့ဂမ်ဘီယာကရှေ့နေချုပ်နဲ့တရားရေးဝန်ကြီးမစ္စတာဒေါ်ဒါအဂျယ်လော်ကတရားရုံးမှာညီကုန်းချုပ်လျှောက်လဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင်မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေရောပြည်ပကိုထွက်ပြေးခဲ့တဲ့ဘင်္ဂလီတွေအားလုံးကိုပါအပြည့်အဝနဲ့ဒန်းတူညီတူရှိတဲ့နိုင်ငံသားဖြစ်ခွင့်ကိုအမြန်ဆုံးပေးဖို့တရားရုံးမှာဂမ်ဘီယာဘက်ကအဓိကတောင်းဆိုချက်အနေနဲ့တောင်းဆိုခဲ့တာဖြစ်ပါတယ်။နောက်ဆုံးလူမျိုးတုံးတပ်ဖြတ်မှုအတွင်ခံခဲ့ရတဲ့နစ်နာသူတွေအတွက်ရော်ကြေးပေးဖို့အိမ်ယာနဲ့မြေယာပိုင်ဆိုင်မှုတွေကိုပြန်ပေးဖို့မိသားစုတွေပြန်လည်ပေါင်းစည်းနိုင်အောင်လှုပ်ဆောင်ပေးဖို့နဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပါကုစားပေးတာတွေလှုပ်ဆောင်ပေးဖို့ကိုလည်းထည့်သွင်းပြီးတော့တောင်းဆိုထားပါတယ်။အဲ့ဒီအပြင်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့စစ်တပ်ရဲနဲ့လုံခြုံရေးအဖွဲ့ဝင်တွေကိုလွတ်လပ်တဲ့တရားရုံးမှာစစ်ဆေးစီရင်ဖို့တောင်းဆိုခဲ့ပါတယ်။နောက်ပြီးအခုချိန်မှာလူမျိုးတုံးတပ်ဖြတ်မှုကိုကြီးကြပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးကနိုင်ငံကိုအင်အားသုံးအုပ်ချုပ်နေတဲ့တန်တရားကနေလွတ်မြောက်ဖို့အမှန်တရားကိုဖော်ထုတ်ပေးဖို့လည်းတင်ပြခဲ့ပါတယ်။ဘင်္ဂလီတွေနေရပြန်ရရေးအတွက်ဘေးကင်းလုံခြုံပြီးတော့တိတ်ခါရှိရှိပြန်လာနိုင်မဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ခွဲခြားဆက်ဆံမှုတွေကနေကာကွယ်ပေးဖို့နဲ့မြန်မာနိုင်ငံအတွင်းလွတ်လပ်စွာသွားလာနေထိုင်ခွင့်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ခွင့်တွေကိုအာမခံပေးဖို့ကိုလည်းဂမ်ဘီယာဘက်ကနေပြီးတော့တောင်းဆိုထားပါတယ်။ဒါကတော့ဘယ်လိုပြောမလဲ OIC ကနေပြီးတော့မြှောက်ပေးလို့ဘယ်လိုပြောမလဲဒေါ်လာမျိုးမျိုးမြတ်မြတ်ရလို့ပွဲစားလုပ်တဲ့နိုင်ငံကတော့သူ့ကိုခိုင်းထားတဲ့အတိုင်းလုပ်မှာပဲဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ကတော့ဘာကိစ္စမှ135မျိုးကလွယ်ပြီးပေးစရာလူမျိုးရှိမှမရှိတာဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့135မျိုးကလွယ်ပြီးတော့ဒီဘင်္ဂလီကသူတို့လိုချင်တဲ့လူမျိုးလည်းဖြစ်လာမှာမဟုတ်ပါဘူး